လာခဲ့ကြပါတယ်တောင်ကုန်းလေးစီတို့ရောက်တဲ့အခါသူတို့မိဖိုးဟာတောင်ကုန်းကလေးရဲ့ထိပ်မှာထိုင်ခဲ့ကြပါတယ်အဖိုးကလေကောင်းလေတန်းတွေရှူပြီးရှူခင်းတွေကြည့်နေခဲ့တယ်ကောင်လေးကတော့အိမ်ကထွက်လာတော့ကလိုပဲကြောက်ခဲလေးတွေကောက်ပြီးတောင်ကဘာစွန်းကသစ်ပင်လေးကိုပေါက်ကြပေါ့ဒါပေမဲ့တောင်ကဘာစွန်းကသစ်ပင်ဟာကြောက်ခဲချက်တွေထိပင်မဲ့လေးရဲ့အတိုင်းမှာအရွက်တလွန်နဲ့ကျိုးချမသွားခဲ့ဘူးခဲကြီးနဲ့ပြစ်ပြန်တော့လဲညွန့်သွားပြီးပြန်မက်လာလဲအဲ့ဒီအခါကောင်လေးကအဖိုးအိုကိုပြောတယ်ဒီသစ်ပင်ကဘာလို့မလဲတာလဲလို့ပေါ့အဖိုးအိုဖြစ်သူကသူမီးလေးကိုပြုံးကြည့်ပြီးပြောတယ်အဲ့ဒီသစ်ပင်ကိုကြည့်ငိုင်းပြီးသူ့ကိုတယူတရနဲ့ပြည့်စုံမဲ့သူရှိလားသူနေလောင်ပြီးနှွန်းတဲ့အခါရေလောင်ပေးမဲ့သူရှိလားပိုးကြိုက်တဲ့အခါတုတ်တင်ပေးမဲ့သူရှိလားမရှိဘူးအဖုံလို့မီးလို့သူကပြန်ဖြေ